အဲ့တော့အရင်ရောက်နေတဲ့လူတွေနဲ့နော်ဒီနေ့ podcast မှာကျွန်တော်နဲ့နော်စကားဝိုင်းပြောပေးမယ် speaker နော်ကိုနိုင်ကိုလင်းမင်္ဂလာပါလို့အရင်နှုတ်ဆက်ပါတယ်ဟုတ်မင်္ဂလာပါဗျာအဲ့တော့ဒါကကျွန်တော်တို့ episode 2ပေါ့နော်ရှေ့မှာ episode 1တော့ကျွန်တော်တို့ရဲ့မိတ်ဆွေနော် engineer လူပြိုကြီးပေါ့နော်ကိုတောင်းဟန်စီအဲသူကဂျပန်မှာသူဖြတ်တန်းတာလေးတွေပြောပြခဲ့တယ်ပေါ့နော်ဒီတစ်ခေါက်ကတော့ဒါကိုနိုင်ကိုလင်းအလဲဖြစ်ပါတယ်ကိုနိုင်ကိုလင်းကအဲကိုတောင်းဟန်စီလိုပဲပေါ့နော်ကျွန်တော်တို့ရုံးမှာ internship ဆင်းတဲ့အချိန်မှာစတည်ခဲ့တဲ့ junior engineer တယောက်ပေါ့လေအဲ့တော့ဟို PowerPoint slide ကတော့အခု10မိနစ်လောက်ပဲပြမှာပါနော်ဒီနေ့ကျွန်တော်တို့သွားမယ့်ပုံစံလေးကဒီပထမ15မိနစ်ပေါ့နော်ပထမ15မိနစ်မှာဒီအတိတ်ပြစ္ဆုတ်ပံအနာဂတ်ပေါ့လေကျောင်းသားအရွယ်ပေါ့အတိတ်ဆိုတာနော်ကျောင်းသားကျောင်းဆင်းကစားအရွယ်မှာဘယ်လိုဖြတ်တန်းခဲ့လဲပေါ့နော်ပြီးတော့လက်ရှိကတော့ဒီဒူဘိုင်းရောက်နေတာဆိုတော့ဒူဘိုင်းကိုဘယ်လိုရောက်လာခဲ့လဲဘာတွေလုပ်နေရလဲစသဖြင့်ပေါ့နော်ပြီးတော့ future မှာဘာ plan ရှိလဲဆိုတာကို15မိနစ်လောက်ကျွန်တော်တို့ဆွေးနွေးမယ်5မိနစ်5မိနစ်စီနော်ပြီးရင်ဒုတိယပိုင်းမှာတော့ဘာလို့ဒူဘိုင်းကိုရွေးဖြစ်တာလဲဆိုတဲ့ကိစ္စရဲ့ဒူဘိုင်းမှာဘာတွေလုပ်နေရလဲပေါ့နော်ပြီးရင်နောက်ဆုံးပိုင်းမှာတော့ဒီဒူဘိုင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီ Revit modeling နဲ့ပဲဖြစ်ဖြစ်တခြားနိုင်ငံတော့ပဲဖြစ်ဖြစ်ပြင်ဆင်ရဲ့ဒီညီငယ်ညီမငယ်တို့ဘာတွေပြောချင်လဲဆိုတာမျိုးပေါ့နော်အဲ့လို၃ပိုင်းကျွန်တော်ဆွေးနွေးတော့ပါမယ်အဲ့တော့ကျွန်တော်ဟိုစကားဝိုင်းပုံစံလေးဖြစ်အောင်လို့နော် PowerPoint တွေမတုံတော့ပါဘူးဒီအားစပြီးတော့ โอเคအဲ့တော့ထိတ်ဆုံးအပိုင်းဖြစ်တဲ့ဒီအသိပစ္စုပန်အနာဂတ်ပေါ့နော်အဲ့ဒီကစလိုက်ရအောင်ဟုတ်အဲ့တော့ကိုနိုင်ကိုလေးကိုကျွန်တော်စသိခဲ့တာတော့မမတ်ရရကျွန်တော်မီလီမီတာယုံအဖြစ်ပေါ့နော်ကိုယ်ပိုင်တိုက်ခန်းလေးငှားပြီးတော့ရန်ကုန်မှာစလုပ်ဖြစ်တာဒီ2019ပေါ့နော်201916လောက်ကလောက်တော့လုံနေပြီဒါပေမဲ့သူများနဲ့အဲ share သုံးရတာပေါ့နော်ရုံခန်းတွေပါတွေအစစုပေါင်းဆက်ပေါင်းပေါ့အဲ့နေပြီးတော့ကိုယ်ပိုင်ကိုယ့်ရဲ့ investment နဲ့ရုံခန်းစာဖွင့်ဖြစ်တာတော့2019မှာအဲ့ဒီမှာအဲအဲ့ဒီကာလမှာဒီလုပ်ငန်းခွင်ဝန်ခံနည်းပေါ့နော်ကျောင်းဆင်းကစားကလေးတွေကအတွေ့အကြုံရှိတဲ့အချိန်မှာexperience မရှိလို့ရှိရင်လစာနည်းတယ်ပေါ့နော်ပြီးတော့လစာနည်းတာအပြင်အလုပ်ခက်ရဖို့ပါခက်တယ်ဆိုတော့internship ဆိုတာလေးစဖြစ်ခဲ့တာအဲ့ဒီမှာစတည်ခဲ့တာပေါ့ကိုနိုင်ကလည်းတော့ပထမဆုံးအတော့ပေါ့အဲ့ဒီကနေပြန်စမေးကြည့်ချက်တယ်ဟောဟုတ်အရင်ဆုံးမိတ်ဆက်ပေးပါအောင်ဘယ်ကျောင်းကပြီးတာလဲဆိုတာနေစရမှာထင်တယ်ဟုတ်ကျွန်တော် WITU ကပြီးတာ WITU ကနေပြီးတော့2016စက်ခွန်ပွဲရတာဟုတ်အဲ W1D ကပြီးတဲ့ဆိုတော့အဲ့ဒီကာလမှာပေါ့နော်ကျောင်းဆင်းကာလမှာကိုကဘယ်လိုမျှော်လင့်ထားခဲ့လဲပေါ့နော်ကိုမျှော်လင့်ထားတာနဲ့ကျောင်းဆင်းကာလမှာအဲတကယ် reality နဲ့ထပ်တူကြလားအဲ့ဒီအချိန်ကခံစားချက်လေးတွေပြောပါဟိုအဲ့ဒါပြောရမယ်ဆိုတော့ရေတော့ကျောင်းကသူ့ဘာလို့အချိန်တန်တော့ပြီးသွားတာဦးတော့အချိန်တန်တော့ပြီးသွားတယ်တော့ကျောင်းပြီးသွားတော့ကျောင်းပြီးချင်းဘာလုပ်မလဲအလုပ်လုပ်ရမှာလုပ်ရမယ်ဆိုပြီးတော့အလုပ်ရှာတယ်စပြီးတော့နည်းနည်းပါးပါးရှာအလုပ်မဆိုင်အဲ့လိုပဲသင်တန်းတက်ရမယ်ဆိုတော့သင်တန်းတွေတက်ဖို့စပြီးတော့ဒါတော့အရင်ဆုံးကျောင်းမပြီးလောက်ခင်ကျွန်တော် AutoCAD တက်နေတာ AutoCAD ကိုတက်တာအဲကျောင်းပြီးတော့ AutoCAD တက်တာကိုကျောင်းပြီးတော့အထီတောင်မှ AutoCAD မပြီးဘူးကျောင်းမပြီးခင်တော့တက်နေတာအဲ AutoCAD သင်တန်းကျောင်းပြီးတဲ့အချိန်မပြီးဘူးအဲပြီးတော့ကျောင်းလုံးဘွဲရတယ်ဘွဲရပြီးတော့အလုပ်ရှာမယ်ဘာညာဆိုတော့အဲပြီးတော့အဲ့လိုပဲသင်တန်းတွေလိုတာတွေတက်မယ်ပေါ့ estimate ပဲတက်ရမလားတခြားဘာသင်တန်းတက်ရမလဲအဲ့လိုဖြစ်နေestimate ကတော့ပြန်စဉ်းစားပြီးတော့မတက်ဖြစ်လိုက်ပဲနဲ့အဲ့မှာအကိုတို့သင်တန်းတွေဖွင့်ကြတော့ပေါ့ structure နဲ့ပတ်သက်ပြီးတော့လေ့လာတင်တယ်အခုတော့တက်မယ်ဆိုပြီးတော့အစားဆုံးအဲ့မှာအကိုတို့စီမှာစပြီးတော့သင်တန်းစတက်တဲ့ဝင်းကျင်မှာဟိုနေ internship program စတော့အဲ့ဒါကပြီးသွားပြီတင်တယ်ကျွန်တော်သိတာအဲ့ဟိုနေ internship 1ကိုအကုန်ခေါ်ပြီးသွားပြီတင်တယ်မဟုတ်တော့ပြီးတဲ့လောက်ဖြစ်နေ
အဲကြတော့မှ internship ရှိရဲဆိုတော့အဲဒီ post ကိုတွေ့တာထင်တယ်တွေ့တော့ကျွန်တော် join လို့ရမလားပေါ့လောက်ပါပေါ့အဲ့လိုနဲ့အဲ့ဒါနဲ့အဲဒီဟိုနေ Google Form ထင်တယ်အဲ့တော့ Google Form ဖြည့်လိုက်ပါညာဆိုတော့ internship 1မှာနောက်ဆုံးတစ်ယောက်အနေနဲ့ကျွန်တော်ပါသွားတာอืมဟုတ်ပြီအဲဆိုကိုတောင်းကထိတ်ဆုံးပါပြီးတော့နော်ကိုနိုင်ကျွန်တော်ကကိုလည်းနောက်ဆုံးနောက်ဆုံးပါဟာဟုတ်အဲ့တော့မှတ်မိသလောက်ပေါ့နော်အဲ့တော့ဆိုရင်စကားပြောတာအစားဟိုကလေးပဲရှိသေးတာတာဟာတာဟာနဲ့ပြောတာဒီလားအခုမှကျွန်တော်အရွယ်ရောက်တာအဲ့တော့ဟုတ်ပါကျောင်းဆင်းကစားဆိုတော့တာတာနဲ့โอเคအဲ့တော့ကျောင်းတက်တာလေးရောကိုနိုင်ဟိုမမေးလိုက်ရအောင်ကိုတောင်းကိုမမေးလိုက်ရအောင်ကိုနိုင်ကိုလည်းအောင်ကျောင်းတက်ဖြစ်ခဲ့တာဝါနာပါလို့လားပေါ့နော်လောလောပြီး WNT စတက်ဖြစ်ခဲ့တာအဲကျောင်းပြီးချင်းမှာဝါနာပါပြီးတော့တက်ချင်တဲ့ကျောင်းကအဲဝင်းကျင်အတိတယ်ဆိုရင်ရောအဲအခြေအနေရောနှစ်ခုပဲရှိတယ်အင်ဂျင်နီယာကျောင်းနဲ့နောက်တစ်ခုကအဲတော့အမှတ်လေးလည်းနည်းနည်းလေးမဆိုတော့လောက်လေးများတော့ပြီးမလားဆိုပြီးတော့ရေကျောင်းတက်ဖို့ကြိုးစားပြီးရေကျောင်းသိပ်ပံမှာဒါပေမဲ့ရေကျောင်းသိပ်ပံမှာမိလိုက်အဲတော့နောက်ဆုံးအင်ဂျင်နီယာကျောင်းတက်တယ်အင်ဂျင်နီယာကျောင်းတက်တော့မေဂျာရေးရွေးတဲ့အချိန်မှာအရင်မပတ်မိဘူးဒါပေမဲ့ကျွန်တော်မေဂျာရေးအများကြီးမရွေးသေးဘူးစေဘဲကပထမဆုံးပဲอืစေဘဲมတစ်ခုလည်းတင်တယ်စေဘဲရတယ်အဲ့လို engineer ဟောနာပါပြီးတော့တက်ခဲ့တာအဲ့လိုပြောလို့ရတယ်อืဆယ်တมန်းတော့ကတော့ engineer ဖြစ်ရပါမယ်အဲ့လိုတစ်ခုခုဖြစ်ရပါမယ်ဆိုတော့ရည်ရွယ်ချက်တော့ကြီးကြီးမားမားမရှိခဲ့ဘူးလို့ဖြေတယ်အောင်ဖြေမယ်အဲ့လောက်ပဲရှိတယ်อืมโอเคကျွန်တော်ကြတော့10တန်းတုန်းကဆရာဝန်ပေါ့နော်ကျွန်တော်တို့ခက်ကစေးကြောင်းပေါ့အဲ့တော့ဟုတ်စေးကြောင်းဆိုပြီးလုပ်ခဲ့တာဒါပေမဲ့ဟိုတကယ်ကျောင်းလဲပြီးရော10တန်းအောင်တော့အမှတ်တော့မှီတယ်စေးကြောင်းကျွန်တော်တို့ကျောင်းမှာကျွန်တော်တယောက်ပဲမှီတာပေါ့နော်ကျွန်တော်စမ်းဟုတ်ကြောင်းတက်မှာအောင်နော်ဒါပေမဲ့မတက်ဖြစ်ဘူးအကြောင်းမျိုးမျိုးကြောင်းပဲအဲ့တော့တကယ်ရွေးချယ်မယ်ဆိုတဲ့အချိန်မှာစေးကြောင်းဝါနာလည်းမပါဘူးပေါ့နော်မပါတယ်လို့ပြီးအဓိကကအဲ့အရွယ်မှာငယ်သေးတာပေါ့နော်သိရမလား16နှစ်ဆိုတာတကယ်တော့ဘာမှဟိုကိုမသိသေးဘူးအခုလက်ရှိတော့ကိုပြန်ရှာဖွေရတဲ့အရွယ်ပေါ့နော်ဒီရွယ်တာ16နှစ်ဆိုတာရမ်းငယ်သေးတော့ပြဿနာကျွန်တော်တရေကြောက်တော့ဆေးချောင်းတက်မှာဟိုကိုရီးယားတရေကသွားကြည့်မိတာဖြစ်ချင်တော့ဆေးချောင်းသားတရေကပေါ့နော်အဲ့ဒါတော့ထော်ညာနေကြိုက်ဆိုအဲ့နဲ့အင်ဂျင်နီယာကိုလည်းဝါနာပါရဲ့လို့ပါတာတော့မဟုတ်ဘူးပေါ့နော်တိုးတော့တည်တဲ့အတိုင်းပဲမြန်မာနိုင်ငံမှာဆရာဝန်ပြီးရင်အင်ဂျင်နီယာပဲပေါ့နော်อืมဟုတ်ပါအင်ဂျင်နီယာအကြောင်းကိုအဲကြမှာလိုက်ပြီးရှာကြည့်တာပေါ့ရှာကြည့်တော့အခုခက်လို့မဟုတ်လေနော် Google မှာလည်းရှာလို့မရဘူးအင်တာမရနက်တွေပေါ်ပေါ်တီတီမတောင်းနိုင်လေတော့ဟိုမေးဒီမေးပေါ့နော်မမရအဲလေးလောအမကြီးကိုသွားမေးရသူက WNT တက်နေရ အာ EC လား EP လားမသိဘူးအမသူကလည်းကောင်းပါတယ်ပေါ့သူတို့ကြောင်းပါညာဆိုတော့ရှောက်ပြတ်သွားတာ W1D ရှိမယ်အဲ့တော့မှသိရ อื W1D ဆိုတော့အော်ဒါมပါလားပေါ့နော်ဘာလို့သိတဲ့အတိုင်းပဲနာမည်ကအနောက်ပိုင်းနည်းပညာတက္ကသိုလ်လေဟိုဟုတ်RND တို့ပါဆိုစက်မှုတက္ကသိုလ်ခေါ်တာ哦မကွဲဟုတ်ဘူးကိုယ်ထဲမှာလေးလုံးမကွဲဘူးပေါ့နော်ဒါပေမဲ့ဟုတ်အဲ့လိုပါပဲရေစက်ပါခဲ့တယ်ပေါ့နော် W1D ကိုစားရောက်ခဲ့တယ်ကျွန်တော်လည်း ဟုတ် โอအဲ့เคတော့ဆိုရင်အဲ့ကျောင်းဆိုရင်ကျွန်တော်ကကျောင်းပြီးရဲ့အချိန်မှာအဲ့အမှတ်စင်းသွားထုတ်တော့အဲ့တော့ကတော့လိုင်းဘက်မှာထုတ်ရတာอืมအဲ့ထုတ်ရတဲ့ဝင်းကျင်မှာအဲ့ R&D ကကြော်သွားတယ်အဲ့ဝင်းကျင်မှာပဲဆိုအဲ့တော့အဲ့တော့မသိဘူးအဲ့လိုရန်ကုန်မှာကျောင်းတက်ပြီမဲ့အရန်မသိဘူးထင်ပါလို့ကိုလည်းအရန်ဘူးတူလာမျိုးအဲ့ကျောင်းကိုခက်တဲ့ချိန်မှာတော့အဲ့ကျောင်းကိုတက်ချင်တာอืဒါပေမဲ့มအမှတ်စင်းတွေပါထုတ်နည်းနည်းတည်အောင်မဟုတ်အဲ့ကျောင်းကိုပိတ်ထားကြပြီဆိုမတက်ခဲ့ရအောင်အဲဟုတ်တယ်ဟုတ်ပြီအဲ့တော့ဒါတော့ဝါနာပါတာရှိမှမပါတာရှိမယ်ပေါ့လေနော်ဘာပဲဖြစ်ဖြစ်ခြေစပ်ပါပြီအခုအင်ဂျင်နီယာလမ်းကြောင်းပေါ်ရောက်တာကျွန်တော်ဆိုရင်တော့15နှစ်ကျော်လာပြီနော်ခုနိုင်ကိုလည်းဘယ်လောက်ဟုတ်ရှိပြီလဲကျွန်တော်လည်းကျောင်းပြီးရဲ့ခုနှစ်နဲ့တော့မယ်ဆိုရင်အခု2026ဆို10နှစ်တောင်ရှိပြီပေါ့တိုင်းနဲ့တောင်ရှိပြီနော်ဘာလို့လဲ2016ဘွဲရတာဆိုတော့โอเค10နှစ်တောင်ရှိဟုတ်ပြီအဲ့ဆိုဟုတ်ပြီတောင်းပြီးတော့ဒါ internship ဆင်းတယ် internship ပြီးကကြတော့internship ကာလပေါ့နော်2019တို့18တို့19တို့ဆိုတာဘာဖြစ်ဖြစ်ဒီရန်ကုန်မှာလည်းဟိုအလောက်ကန်အခွင့်အလမ်းတွေများတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အဲ့ဒီကာလမှာပဲပေါ့ခက်ကောင်းနေတဲ့ကာလမှာတော့ကိုယ်ဘယ်လို struggle လုပ်ခဲ့ရလဲဆိုတာလေးတစ်ချက်ပြန်ပြောပြပါဦးဟုတ်အရင်ဆုံးကတော့ကျွန်တော်တို့က internship မှာတင်တကယ်တော့အဲ့တော့က internship က2လလားမသိဘူးเนาะတစ်ဖွဲ့ကို2လอืကျွန်တော်ကมတစ်နှစ်လောက်နေခဲ့တာဆိုတော့อืมဟုတ်တယ်အဲ့မှာ internship မှာပဲနေနေအကိုတို့နဲ့တချို့ project တွေကူတယ်လုပ်တယ်အတူလုပ်တယ်အဲ့ဒါပြီးတော့နောက်ပိုင်းကကျတော့အလောက်ကဟိုနေအပြင်မှာရှာမှပဲရမှာ哦အလောက်ကရှာမယ်ဆိုတော့အလောက်စရှာ
စားချတော့လို့အလုပ်ပထမဆုံးလျှောက်ဖူးတာအဲ့8 မိုင်ဝင်ကျင်ကအဲ့ဟိုနေတခုအလုပ်ကမ်လေးတခုအဲ့မှာကိုအလုပ်သွားကြဖို့အင်တာဗျူးချိန်က3 နာရီလားမသိ3 နာရီကိုတော့ရောက်သွားတာ2 နာရီလောက်ကတည်းကရောက်တာရောက်တာကိုအဲ့3 နာရီတော့လည်းမခေါ်တော့အဲ့အင်တာဗျူဝါကနောက်ကျနေရလားဒါမှမဟုတ်သူကလူရမ်းများတယ်အင်တာဗျူးသွားရလူရမ်းများတော့သူတို့ကအဲ့လို break လုပ်လိုက်တာလားဒါမှမဟုတ်နောက်ကျတာ break လုပ်တာမဟုတ်အရင်ဆုံးသူလာတာကသူတို့ဆိုင်အင်တာဗျူးမဲ့အချိန်ကိုနောက်ကျပြီးတော့လူတွေကအများကြီးဆိုမှအများကြီးအဲ့မှာလိုပဲစီဖုန်းလေးကန်ပြီးတော့တကယ်ချင်းတယောက်နဲ့သွားပြီးတော့အဲ့ရှိမှာအိုရှင်ဝင်းကျင်မှာထိုင်ဆောင်နောက်ဆုံးညနေ9 နာရီထိုးလောက်တဲ့အထိကျွန်တော်တို့အလည်းမရောက်သေးမရောက်သေးပဲနဲ့အဲ့ဒါကိုရှိမှတော်တော်ကြမ်းသေးအဲ့တော့နှစ်ကောင်ကတော်ပြီကွာလို့မလျှောက်တော့ဘူးလို့အဲ့ဒါနဲ့အဲ့တိုင်းပဲပြန်လာခဲ့လိုက်တယ်အဲ့ဒါပြီးတော့ခုန internship ကျွန်တော်အဲ့တစ်နှစ်လောက်အဲ့မှာ2019တစ်နှစ်လုံးကကျွန်တော်တို့အခုစီမှာ internship နေပြီးတော့ကျွန်တော် project တွေလုပ်တယ်တာဝါခြား project တွေလုပ်အဲ့ပြီးတော့ပထမဆုံးအလုပ်စချပြီးတော့လုပ်ချင်တာအဲ့လိုကျွန်တော်ကအဲ့တည်းကအဲ့လိုစိုက်ဆိုရင်အဲ့လိုရန်ကုန်ဝင်းကျင်ပဲကျွန်တော်လုပ်ချင်တယ်ပြီးတော့အဲ့လို project နည်းနည်းကြီးမှာပဲဝင်လုပ်ချင်တဲ့ဟာကြီးတော့နည်းနည်းစောင့်ပြစ်အဲ့လိုနဲ့ရှောက်ရင်းနဲ့ဟိုနေကျွန်တော်ဒီ Time City Project ကအဲ့ဝင်ကျင်မှာလုပ်နေတော့မှရှိတယ်အဲ့ဒါနဲ့ Time City Project မှာရှောက်ရင်းနဲ့ interview သွားဖြေဖောင်းနေဖြစ်ပြီးတော့နောက်ဆုံး Time City Project မှာပထမဆုံးစိုက်တင်နေရ position နဲ့အလုပ်ရတော့ဝင် Time City Project မှာဝင်ပြီးတော့ Time City မှာ2018တစ်နှစ်လုံးထင်တယ်2018တစ်နှစ်လုံးပြီးတော့2019အစတော့မဟုတ်အဲ့ဝင်ကျင်လာမှာတော့ Time City ကနေထွက်လိုက်ပြီးတော့အဲ့ဝင်ကျင်မှာခြားလုံးအလုပ်သွားချဖို့ဆိုပြီး try လိုက်သေးတယ်အဲ့မဲ့အဲ့လိုပြင်ဆင်တာအများကြီးလိုရတဲ့ခဲတော့အလုပ်လည်းမရပါဘူးမရဘဲနဲ့နောက်ဆုံးဟိုနေ extension ရမလားဆိုပြီးသွားတိုးဖို့ကြိုးစားတယ်ဒါပေမဲ့ extension တိုးဖို့ကအဲ့မိုးလင်းကလေးကသူကဒီစင်ဘူကနေပြီးဟိုဘက်အင်ဒိုဘက်ကကျုံးလေးကိုသူနေချင်းပြန်ကူးပြီးတော့ဒီဘက်ပြန်ဝင်လာပြီးရင်သူတို့ကအဲ့လိုပြန်ပြီးတုံးပြန်ထူပေးအဲ့လိုပြီးတာဝင်တလားပြန်ရအဲ့လိုသွားတာကန်အဲ့လိုဘယ်လောက်စိုးကျင်လဲဆိုတော့အဲ့ဒီဘက်စင်ဘူကနေထွက်သွားတယ်အထွက်တုံးထူပြီးတော့ဟိုဘက်အင်ဒိုဘက်လည်းရောက်အင်ဒိုဘက် immigration ရောက်တယ်စပြီးတော့အဲ့လိုတက်ကြီးသူတို့ officer ရှိရဲ့အခန်းခေါ်ခံပြီးတော့ပတ်စံတောင်းခံမိုးမလင်းသေးဘူးရောက်သွားတယ်အဲ့ကလေးကလို့အဆင်မပြေဟိုမှာသူတို့အဲ့လိုခဏပေါ့အလဲပေါ့ပြီးတော့စာလုံးပဲပြန်ဝင်ရောအဲ့လိုပဲပေးမဝင်တော့ပေးဝင်တယ်ဒါပေမဲ့ဆိုထိုင်ရတာကျွန်တော်မရနိုင်ဘက်လောက်ကြာအကုန်ရှာခံတာအဲ့လိုဖုန်းဆိုလည်းပြယူထားတာ officer အဲ့လိုကျွန်တော်ထင်တာမမရဲ့အဲ့လိုမလေးစင်ကာပူရုပ်နဲ့မိမထိုင်ပြီးတော့အဲ့လိုတစ်ချိန်တော့ဘာမှလည်းမပြောဘူးကျွန်တော်ပြောရလဲနားမထောင်ဖုန်းယူပြီးတော့သူကအဲ့တိုင်းကျွန်တော်ဖုန်းဆက်လိုက်တော့ဂျာမမင်းကုန်းတစ်ခုမေးလိုက်နိုင်ဝက်လောက်ကြာနောက်ဆုံးကျတော့နင်ကဘာလို့အခုဝင်းကျင်မှာအဲ့တော့သွားလဲနင်ကငါပတ်တန်းတိုးပြရမှာလားဗာညာနဲ့အဲ့လိုနောက်ဆုံးတည်းကြကြောက်ကျွန်တော်လင်းလက်မှတ်လည်းရှိအောင်အပြန်လင်းလက်မှတ်ပြတယ်โอเคအဲ့ပြန်မဲ့လင်းလက်မှတ်အတိုင်းပဲရက်ပေးလိုက်မယ်ဆိုပြီးတော့ပြန်တော့ဝင်ခိုင်းလိုက်တယ်အဲ့ရက်အတိုင်းပဲတုံထုပေးလိုက်တယ်ကြီးသမျှအဲ့လိုဒီအကုန် biometric face တွေရော fingerprint တွေရောအကုန်ယူပြီးတော့နောက်ဆုံးတော့မြန်မာပြည်ပြန်ရောက်လာအလုပ်လည်းမရလို့အဲ့ကလေးကနည်းနည်းအဲ့လို trauma ရသွားလို့ကြောက်သွားလို့ဆိုတာဘာဖြစ်မယ်မသိဘူးပေါ့နော်အဲ့လိုဆက်ပြတ်မှာမသိဘူးကြောင်တော့နဲ့အဲ့လိုနဲ့ရောက်ပြီးတော့ကျွန်တော်3-4 လဝင်ကျင်နေပြီးတော့လှုပ်လိုက်ကြအဲ့ဝင်ကျင်မှာကဟိုနေတန်လင်းတရားတို့ပြီးရင်ဒီဒလပဒါတို့စတော့မယ်အဲ့တည်င်းတွေထွက်နေလို့အလုပ်တွေလည်းခေါ်ပြီးတော့တချို့အဲ့လိုမြေရှင်းတာဘာညာပိုင်အဲ့ဒါစတယ်အဲ့ဝင်ကျင်မှာအဲ့လိုတရားလှုပ်ဖူးခြင်းတရား project လှုပ်ဖူးခြင်းနဲ့ဆိုတော့စိတ်ဖြစ်အဲ့နဲ့အဲ့တရား project ကိုပဲကျွန်တော်စောင့်နေအလုပ်ပဲတော့ခေါ်မယ်ပြီးရင်အလုပ်လျှောက်တယ်ခေါ်တယ်လျှောက်တယ်အဲ့လိုလျှောက်ရင်းနဲ့ခုနင်းမှာတန်လင်းတရားမှာအင်တာဗျူးတစ်ခုရလိုက်အင်တာဗျူးရပြီးတော့အင်တာဗျူးသွားဖြေတော့ကျွန်တော်အဆိုင်ရင်နေ position နဲ့လျှောက်တာဒါပေမဲ့သူတို့ကအဲ့တုန်းကဆိုင်ရင်နေ position နဲ့ခန့်ကျင်တာမဟုတ် drafter အနေနဲ့ခန့်ကျင်တာတကယ်တော့ဟိုလာစာအနေနဲ့ပြန်ပြန်တော့ time free မှာလောက်တာအဲ့တော့2 သိန်းခွဲလာမပြီးရ2 သိန်းခွဲရမယ်အဲ့တုန်းကအဲ့တရား project လုပ်ချင်လို့အဲ့တန်လင်းတရားကိုသွားလျှောက်တဲ့အချိန်မှာအင်တာဗျူးပါညာနည်းနည်းဖြည့်ပြီးရဝင်ညမှာလာစာကြီးတော့3,800,000နဲ့
အဲ့လုံးချင်တယ်ပဲကွာအဲ့လိုလုံးမယ်လို့အဲ့သူကအကြောင်းပြန်မှာပေါ့တသိန်းစစ်တောင်းအဲ့ကောင်ကတော်တော်နည်းနေပါ2019ထဲလောက်ရောက်နေအဲ့နဲ့အေးပေါ့အဲ့ဆိုလဲလုံးမယ်ပေါ့သူလည်းအကြောင်းပြန်ပေါ့အဲ့တိုင်းနဲ့နေပြီးတော့ဂျားထဲမှာကျွန်တော်တို့ဒီဟိုနေ gram ရထား site ကဘိုင်မာကိုလည်းအဲ့လို project ကြီးရေလျှောက်တော့အဲ့ကောင်လည်းလျှောက်တယ်အဲ့ကောင်လည်း reply မရအောင်အဲ့လိုနေရှောင်းနေမှာနောက်ထပ်အဲ့လို consultant company တစ်ခုအဲ့ company တစ်ခုကအလုပ်ခေါ်တော့အဲ့လိုပဲ interview သွားဖြေပြီးတော့မှနောက်ဆုံးဒါဟာ project ပဲကံကောင်းနေတော့အဲ့တော့ juicy possession နဲ့သွားမလားပေါ့အဲ့လိုနေရာပါညာကြည့်တော့ရန်ကုန်ထဲပဲဒါပေမဲ့တဲဘူးပါမှာအဲ့ဒါနဲ့ကြားစာလည်းအဆင်ပြေတယ်တရား project လည်းဟိုဟာတွေကဘယ်လိုမှမသိဘူး reply လည်းမရနဲ့ okay လုပ်မယ်ဆိုပြီးတော့အဲ့ဒါနဲ့စပြီးတော့အဲဒီတရား project မှာဒီဘက်တဲကူးဘက်က the view နဲ့ဟိုဘက်ကဗာလဲမသိမေးအောင်မေးသွားအဲဒီဘက်ကမြေကူးတရားလေးပဲအဲဒီပဲခူးမြေကူးတရားပဲပဲခူးမြေအစပေါ့အစလောက်ကကြီးရမြေကူးတရားအဲဒီတရား project မှာ juicy အနေနဲ့လုပ်အဲဒီမှာလည်း2 နှစ်လောက်ကြာအဲဒီမှာတရား project တွေမှာဆိုချင်းကက်လန်မှာပါတော့ချင်းကက်လန်နဲ့သွားစစ်ကြတယ်ပြီးရင်သူတို့ဒီကံမရရထားတဲ့တခြားစေးရုံ project စေးရုံကလို့ line ခံပုံစံမျိုးပေါ့ဝန်ထမ်းအိမ်ကအဲ့ဒါ project တွေလည်းပါအဲ့ဒါနဲ့ juicy လုပ်ပြီးတော့အဲ့မှာ juicy အနေနဲ့ဒီ2021အထိလုပ်ခဲ့လုပ်ပြီးတော့2000အဲ့လိုချုပ်ချက်ခတ်ပြီးတော့2021 4 လပိုင်းလောက်ကြာတော့ကံမရလည်း project မရှိတော့ဘူးပြီးတော့အဲ့ဒါ project ပြီးသွားတဲ့အထိကျွန်တော်အဲ့မှာ juicy အနေနဲ့လုပ်လိုက်ရတယ်လို့ပြောလို့ရတယ်ပြီးတော့လူ short တော့အဲ့ဒါနဲ့ massive ဝင်လာလူ short တွေပါတယ်ပေါ့အဲ့ကတည်းက2021 4 လပိုင်းမှာ SMS မှာရပြီးတော့အဲနောက်ဆုံးဟိုနေဖြစ်သွားအလုပ်အဲ့ဒီနေ့မှာမရှိတော့ဘူးโอเคအဲ့တော့ဟိုထိုင်း city မှာလည်းလောက်ခဲ့တယ်ရန်ကုန်မှာပေါ့နော်ပြီးတော့ဟုတ်ဟိုစင်ကာပူလည်း try ဖူးတယ်ပြီးတော့မြန်မာမှာပဲခူးမြစ်ကူတတာပေါ့နော်တတာလည်းလောက်ဖူးတယ်ဆိုတော့ဟိုအတွေ့အကြုံတွေကတော့မတူဘူးပေါ့နော်တစ်ခုနဲ့တစ်ခုအဲ့လိုဟုတ်မတူညီတဲ့အတွေ့အကြုံတွေကနေပြီးတော့လက်ရှိပေါ့နော်လက်ရှိဒီဒူဘိုင်းမှာဒီ modeler လုပ်တဲ့အချိန်မှာအဲပြီးခဲ့တဲ့ previous experience တွေကအထောက်အကူဖြစ်လားဖြစ်တယ်အကုန်လုံးကဖြစ်တယ်အလကားပဲဟာမှမဖြစ်ဘူးอืมတကွေ့ကွေ့မှပြန်သုံးဝင်ပြီးတော့ကောင်းကောင်းကြီးအသုံးချလို့ရတယ်လို့ပြန်လို့နည်းနည်းဘယ်လိုပြောမလဲအားရောက်ချင်းမှာနိုင်ငံခြားကိုရောက်သွားတဲ့လူတစ်ယောက်ပေါ့နော်အစ်ကျွန်တော်တို့အနေနဲ့ဆိုရင်အဲ့လိုအခြေအနေတွေကိုမရင်းနှီးသေးတဲ့အတွက်တချို့ကျွန်တော်တို့မှလို့ကြောက်နေရမျိုးတွေမရဲတာမျိုးရှိပေမဲ့နည်းနည်းလေးပြင်လည်သွားပြီးွားတကယ်ကအလုပ်လုပ်ရတာဒါအဲ့လောက်ဘယ်သူမှဘာမှမဟုတ်နေဘူးကိုအဲ့လောက်လုပ်ဖူးတဲ့ဝင်ကျင်ဆိုရင်ကို့မှာ confidence တခုရှိရင်ဘာမှမဖြစ်ဘူးပြင်အချို့ကောင်းနေဆိုလဲ site ထဲမှာနေပေမဲ့တော်တော်ကြီးလေးကိုမှဟိုအဲ့လောက်ကြီးတော်တော်လေးကိုမလောက်တတ်နေဘူးလို့ဆိုမသိနေကြဘူးလို့ပြောလို့ရကျွန်တော်လက်ရှိလုပ်နေတဲ့ဝင်ကျင်မှာဆိုရင်อืมပြီးတော့အဲ့ကြားမှာအဲ့လိုနည်းနည်း shout out လုပ်ချင်တာ internship အနေနဲ့နေခဲ့တဲ့ဝင်ကျင်မှာရခဲ့သမျှအရာတွေကအဲ့မှာအဓိက consider ကိုအဲ့လိုနည်းဖြစ်တယ်ယုံကြည်မှုရှိပြီးတော့အဲ့နောက်ပိုင်းမှာကျွန်တော်ပထမဆုံးက time city လုပ်တယ်တရား project လုပ်တယ်အဲ့အကုန်လုံးအတွက်အထောက်ပံ့ဖြစ်ပြီးတော့မပုံနေဆိုလဲ drawing တွေကိုကျွန်တော်တို့အဓိက engineer ကျွန်တော်ထင်တာ drawing ကိုနားလည်ဖို့ကအများကြီးရေးကြည့်ရခြင်းပြီးရင်တချို့ theory ပိုင်းနေတဦးနဲ့တဦးအားလို့အမြဲတမ်းငင်းခုန်နေရမှာမဟုတ်ပေမဲ့လည်းငင်းခုန်မှုလိုလာရင်ငင်းခုန်ရဲသွားတာတွေပြီးရင်အဲ့တော့ဆိုကျွန်တော်တို့ presentation ဘာညာလုပ်ရတယ်ဟို internship တုန်းကအဲ့တော့အဲ့မှာရှိရ presentation လုပ်ခဲ့တဲ့စီတုံးတောင်မကြောက်တော့ဘူးပေါ့နော်လုပ်ရဲသွားအချိန်မှာအတွေ့အကြုံရှိသွားပြီးတော့အဲ့တုန်းကရခဲ့တဲ့အတွေ့အကြုံတွေကအများကြီးနောက်ပိုင်းအထောက်အကူပြုတယ်ခုနအကိုမေးလို့ဆိုရင်အချိန်မှာကျွန်တော်လုပ်ခဲ့တာ science engineer လုပ်တယ် QC လုပ်တယ် science engineer မှာ building လုပ်တယ်လမ်းလုပ်တယ်တရားလုပ်တယ်အခုကကျတော့ modeler ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကြီးအများကြီးဒီဘက်နောက်ပိုင်းမှာပြန်ပြောစရာအနေနဲ့ engineer တယောက်အနေနဲ့ဆိုရင်ဟုတ်တယ်အခု modeler လုပ်နေတယ်တခြားတယောက်ရောက်နေပေါ့ consultant နဲ့ဖြစ်ဖြစ်ကိုအတူတူလုပ်တဲ့ထဲကပဲပိုင်ပိုင်ရသူပဲဖြစ်ဖြစ် manager နဲ့ပဲဖြစ်ဖြစ်အဲ့လို coordination လုပ်ဖို့ရပဲဖြစ်ဖြစ်ပြီးရင်သူတို့တွေကတခါကျရင်မလားမင်းတို့ကပုံဆွဲနေရမင်းတို့ပုံနေရမှားနေတယ်ဟိုတချို့ဟာရလုပ်လို့မရအောင်မှန်ပါတယ်သူတို့အတွက်တချို့ဟာအခက်ခဲပြီမဲ့ဒါပေမဲ့ကိုတွေကဒီလောက်ဆွဲရင်မင်းတို့ကနားလည်တင်တယ်ဆိုတာမျိုးမှာကိုမှရှေ့မှာပြီးခဲ့တဲ့အတွေ့အကြုံရဆိုရင်သူတို့ပြန်ပြောလို့ရတယ်
ဟုတ်တယ်ဒါကမပြည့်စုံဒါပေမဲ့မင်းဒါလေးတော့မလုပ်တတ်ဘူးလားမင်းအင်ဂျင်နီယာမဟုတ်ဘူးလားအင်ဂျင်နီယာအနေနဲ့ဒီလောက်ဆိုရင်ဟာမင်းသိရောသိရမှာလေစသဖြင့်ပေါ့နော်အဲ့လိုအများကြီးသုံးဝင်တယ်อืมโอเคอืมဟုတ်ပြီဘာလို့ဆိုတော့မတူညီတဲ့အတွေ့အကြုံတွေဆိုတာဆိုပေမဲ့လည်းတကယ်တမ်းတော့ civil engineering ဆိုတဲ့ခေါင်းစဉ်အောက်မှာကျတော့အတူတူပဲပြန်ဖြစ်တာလေနော်ဟုတ်ပြောရလို့ရှိရင် dam တိဆောက်တာဆိုရင်တော့နည်းနည်းဝေးတယ်လို့ခံစားရသေးတယ်ဒါပေမဲ့ဒီဟုတ်ဘက်ကတော့လန်ဒတ်အဆောက်အဦနဲ့အဆောက်အဦတစ်ခုထဲမှာပဲ site engineer လုပ် designer လုပ် QS လုပ်ဒီ modeler ပဲလုပ်ဒီရဲ့ခေါင်းစဉ်အောက်ထဲမှာပဲရှိတာဆိုတော့နော်အထောက်အကူတော့ဖြစ်မှာပါဟုတ်တယ်ဖြစ်တယ်โอเคဒါဆိုရင်ဒူဘိုင်းအကြောင်းတော့ပြီးမှပြောမယ်ပေါ့နော်အကြာကြီးပြောမှာဆိုတော့ကိုရင်သွားရအောင် future plan ဆိုရင်ရောဘာဖြစ်မလဲပေါ့နော်လက်ရှိကတော့ဒူဘိုင်းမှာနောက်လာမဲ့အဲတစ်နှစ်ကွာ2026ရောက်သွားပြီอืม2029မှာဆိုကိုပါတွေလောက်ဖြစ်မယ်လို့ထင်တယ်ဘာ plan တွေရှိလဲလောလောဆယ်တော့အဲ့လိုနည်းနည်းလေးပို့ပြီးတော့တည်ငြိမ်မဲ့နေရာတစ်ခုကိုအဲ့လိုအခြေထားလို့ရမယ့်နေရာတစ်ခုကိုသွားဖို့တော့အဲ့လိုစီစဉ်ပြီးတော့စဉ်းစားပြီးလုပ်ဖို့ရှိတယ်အဲ့ဒါကတော့ခုနပြောမဲ့နေရာအနေထားနဲ့ဘာညာပေါ့ဒီလောဆယ် career နဲ့ပတ်သက်ရင်တော့ဒီဟာကိုထပ်ပြီးတော့ခြားသိစရာတွေ management ဘိုင်း coordination ဘိုင်း data management ဘိုင်းအဲ့ဒါနဲ့ပတ်သက်ပြီးလိုအပ်တဲ့အဲ့လို diploma လေးပဲဖြစ်ဖြစ် certificate လေးပဲဖြစ်ဖြစ်ထပ်လို့ပြီးထပ်လေ့လာဖို့တော့ရှိတယ်อืมဒါဆို2029ထိကတော့ဒူဘိုင်းမှာရှိဖို့များတာပေါ့နော်ဟုတ်ဟုတ်အဲဒီနောက်ပိုင်းကတော့နောက်ထပ် country တစ်ခုကိုရွှေ့ဖို့အစီအစဉ်ရှိတယ်ဟုတ်โอเคအဲနောက်ပိုင်းကိုမသွားခင်လေအတန်နည်းနည်းလေးတိုးတယ်လို့ခံစားလို့ဟုတ်ကျွန်တော်အဲ့ဒါတစ်ချက်ချိန်ကြည့်လိုက်မယ်ပြန်โอเคအဲဆိုရင်လက်ရှိပထမပိုင်းမှာ15မိနစ်လောက်ပြောလိုက်တော့เนาะဒီနေ့စကားဝိုင်းမှာကိုနိုင်ကိုလည်းနဲ့ channel လူလည်းနည်းနည်းရင်းနှီးသွားလောက်ပြီပေါ့နော်အဲ့တော့လက်ရှိပြစ္ဆုတ်ပံပြန်သွားရင်ဒူဘိုင်းပေါ့နော်ဒူဘိုင်းကိုမော်လာအနေနဲ့ရောက်နေတယ်အဲ့တော့ဘယ်လိုပုံစံနဲ့ရောက်လာလဲဘာလို့ဒူဘိုင်းကိုရွေးဖြစ်သွားတာလဲပေါ့နော်အဲ့ဒါလေးပြောပြပါဦးလက်ရှိရောဘာတွေလုပ်နေရလဲပေါ့ဟုတ်ဘိုင်းကိုဘယ်လိုရောက်လာလဲဆိုတော့နောက်ဆုံးအဲ့တိုင်းနေကျွန်တော်တို့2021အလုပ်ပြီးတော့တယ်ပါသွားပေါ့ပါသွားပြီးရဲ့နောက်မှာ2021တစ်နှစ်လုံးဘာမှမလုပ်ဘူး2022ရောက်တော့အဲ့လိုပဲကျွန်တော်ဂျားမှာလို့ sales engineer အနေနဲ့ IT company တစ်ခုမှဝင်လုပ်လိုက်သေးတယ်อืတစ်มတစ်နှစ်ဝင်ချင်လောက်ကြာလိုက်တယ်ထင်တယ်အဲ့ဒါမသိလိုက် မသိဘူးနည်းနည်းပျောက်သွားတယ်အဲ့တစ်နှစ်ဝင်ကျင်တော့အဲ့စိုက်တာရမှာပဲသူကစက်ရုံနဲ့အဲ့လို office နဲ့တွဲထားတာအော် sales engineer နဲ့အဲ့လိုပဲလိမ်ဖယ်နဲ့ဟိုခဏလေးဝင်လုပ်ပြလိုက်တာပေါ့အဲ့ဒါပြီးတော့အဲ့ဒါနဲ့2020နဲ့ကုန်သွားပြန်ပေါ့2023ရောက်တော့အဲ့ဝင်းကျင်မှာနိုင်ငံခြားထွက်မယ်နိုင်ငံခြားထွက်မယ်ဆိုပြီးတော့အလုပ်တွေစရှာပြီးတော့အဲ့ဝင်းကျင်မှာပြန်ပြီးတော့လဲ Rabbit နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့လို့ဟိုနေတင်ထားတဲ့ lesson တွေကိုပြန်ပြီးတော့နားထောင်တယ်ပြန်ဆွဲကြည့်ရပြန်ကြည့်အဲ့လိုလဲတစ်ဖက်ပြင်နေတယ်တစ်ဖက်ကျတော့အလုပ်တွေစလျှောက်တယ်အဲ့ဝင်းကျင်မှာလည်းတော်တော်များများနိုင်ငံခြားသွားဖို့ဆိုပြီးတော့လုပ်တဲ့လူတွေလည်းတော်တော်များတဲ့ကာလကြီးဖြစ်နေတယ်ထင်တယ်အဲ့ဒါနိုင်ငံခြားသွားမယ်ပေါ့တစ်ဖက်ဒီဘက်လိုအပ်တဲ့ဟုတ်ဒီအလုပ်အတွက်ဖြည့်တယ်တစ်ဖက်ကျတော့အလုပ်လျှောက်တယ်အလုပ်အဲ့တုန်းကဆိုရင်အလုပ်ဘဝမှာအလောက်ကြာအလုပ်လျှောက်ပြီးလိုက်တစ်ခေါက်ပဲရှိတယ်6လလောက်ကြာတယ်อืม6လလောက်ကိုဒီကျွန်တော်တို့နေတိုင်းအလုပ်လုပ်တယ်လို့ရုံးတက်လို့တော့အလုပ်လျှောက်တာမနေ့ဆိုရင်အဲ့တုန်းကကျတော့အလုပ်တော်တော်များများလျှောက်တာစာလုံးပဲလျှောက်တာပေါ့စာလုံးချိန်တဲ့အတွက်ပြီးရင်မနေ့ဆိုရင်မနေ့ဆိုရင်ဒီကနေကျွန်တော်ထင်တယ်9နာရီဝန်းကျင်ဆိုရင်စာလုံးမှာတော့သူတို့9နာရီလောက်လားမသိဘူးอืมอืมထားပါတော့အဲ့ချိန်တော့ထားပြီးအဲ့ရရင်စပြီးတော့ဒီတမန်ကလိုရထားတဲ့ email တွေအကုန်လုံးကိုလို list လုပ်ထားပြင်ထားပြီးရင်ဒီဘက်က CV လည်းပြင်ထားအဲ့လိုကိုယ့်ရဲ့ကိုယ်ပိုင် email လည်းလို့9ခု10ခုလောက်ရှိတယ်อืအဲ့มထားပြီးတော့အဲ့ရနေစပြီးတော့တော့ email ပို့အဲ့သူတို့ဟိုမှာ break time အချိန်ဝင်တယ်ဆိုရင်ဒီမှာ17လောက်ထင်တယ်အဲ့ကြမှာနားပြီးရင်လို့ပဲသူတို့ break time ပြီးရင်ပြီးရင်ဒီက7တနာရီလောက်ကြာရင်တနာရီကနေ3နာရီလောက်ကိုထပ်ပြီးတော့အလုပ်လျှောက်အဲ့ဒါကတစ်ပတ်9ရက်အဲ့တိုင်း6လလောက်ကြာอืมအဲ့လိုပဲဒါပေမဲ့ interview တစ်ခုတော့မရဘူး
ဟမ် interview ခုတော့မရအဲ့လိုနဲ့တောက်လျှောက်လျှောက်အဲ့လျှောက်ပြီးတော့အဲ့ဝင်ကျင်မှာအဓိကကျွန်တော်ဒီပိုင်းရောက်တဲ့အကြောင်းရင်းကနောက်ကောက်ပါလေးရှိတယ်သူကလည်းအဲ့လိုပဲကျွန်တော်လည်းအတူတူအလုပ်လျှောက်လျှောက်ပြီးတော့သူကမြန်မာနိုင်ငံကနေပြီးတော့သူကဒီပိုင်းကိုအလုပ်ရသွားတာသူလည်းလျှောက်တာတော့စင်ကာပူပဲဒါပေမဲ့အကြောင်းကြောင့်သူလည်းအဲ့လိုနောက်ဆုံးဒီပိုင်းကနေရ interview ဖြစ်ရသူဒီပိုင်းရောက်သွားဝင်ကျင်တယ်ကျွန်တော်ကလျှောက်နေတော့မယ်ဒီဘက်မှာဒီပိုင်းလည်းလျှောက်တယ်စင်ကာပူကိုလည်းလျှောက်တယ်အဲ့လည်းလျှောက်ရင်းနဲ့နောက်ဆုံးကျတော့2023ခုနှစ်လပိုင်းလောက်အထိလျှောက်သူကလည်းအဲ့လိုအဲ့မှာလျှောက်နေရောနဲ့အခြေအနေရလည်းဘယ်လိုထွက်လို့မရပါညာပိုဖြစ်နေမယ်ထွက်လိုက်တော့ပြောနေနောက်ဆုံးဒီမှာပဲလာရှာလိုက်တော့ဆိုရင်နောက်ဆုံးတော့စိတ်တုံးလုံးချပြီးတော့ဒီပိုင်းထွက်သွားပြီးတော့ဒီပိုင်းရောက်ပြီးအလုပ်ရှာတော့ပြန်ကောင်းတယ်ပြောရမှာပေါ့နော်ပြန်ကောင်းတယ်ပြောရမယ်အဲ့လိုရောက်ပြီးတော့ကျွန်တော်ရှေ့မှာတော့အဲ့လိုနေရာအပြောင်းလဲကြောင်းအသားမကျသေးတာဘာညာနဲ့ဖြစ်နေပြီမဲ့တစ်ပတ်ဝင်ကျင်လောက်လိုပဲနေပြီးတော့တစ်ပတ်လောက်ကျတော့အလုပ်စားရှောင်းရင်းနဲ့အဲ့နှစ်ပတ်မြောက်လောက်မှာပဲပထမဆုံးအင်တာဗျူးရပြီးတော့အင်တာဗျူးသွားဖြေတော့လေဒီဘိုင်းမှာရမ်းပူတယ်အဲ့9လပိုင်း10လပိုင်းရမ်းပူရဲ့ဝင်နေအဲ့လိုအလွဲပေါ့အင်တာဗျူးသွားဖြေတော့လို့နေရာလည်းမသိဘူးဖြေလက်တွေအေးနေအင်တာဗျူးသွားဖြေအင်တာဗျူးကသူကညနေပိုင်းခေါ်တာညနေပိုင်း9နာရီထင်တယ်သူတို့အလုပ်ပြီးတဲ့အချိန်သွားဖြေအဲ့အင်တာဗျူးရဲ့စီကိုကျွန်တော်နေရဲ့စီနေကအဲ့လိုအရန်မဝေးဘူးလမ်းလျှောက်သွားပြီးတော့အဲ့ရုံးရှာမတွေ့ခင်မှာကျွန်တော်စီးလာတဲ့ဖက်နဲ့ကြီးကပြတ်သွားအဲ့တော့အဲ့လိုဒီတိုင်းဆိုကံမကောင်းပေါ့ကိုကံဆိုးပြီးတော့ငါတော့အဆင်ပြေမှာမဟုတ်ဘူးလို့ပဲအမျိုးမျိုးတွေးပြီးတော့ကြောက်တာနဲ့ကံဆိုးတာနဲ့လို့သွားတယ်အဲ့ဒါအဲ့ကနေပြီးတော့9နာရီလောက်နောက်ဆုံးရှာတွေ့ပြီးတော့ဖက်ကလို့ကျူးမနဲ့စီးသွားတယ်အောက်ကဆိုးကြီးကကွာသွားတစ်ဖက်ကကွာသွားနောက်ဖက်ကကွာပြီးတော့ပြစ်ပြီးတော့အဲ့ဆိုးမပါတဲ့ဖက်ကြီးနဲ့အင်တာဗျူးသွားဖြေတယ်အောင်လားအင်တာဗျူးဖြေတော့အင်တာဗျူးကအကြာကြီးဖြေရတာကျွန်တော်အဲ့တော့ပြောတော့ပုံဆွဲခိုင်းတာတော့အဲ့လိုကံကောင်းတာကအဲ့လိုကံကောင်းတာပေါ့နော်အဲ့လိုအင်တာဗျူးလည်းမြန်လေးရတယ်ပြီးတော့အင်တာဗျူးသွားဖြေတော့လေသူကအဓိကကျွန်တော် structure framing ကို rapid modeling လောက်ခိုင်းတယ်လောက်ခိုင်းတဲ့အချိန်မှာသူတို့မှာအဲ့လို interview question and answer လဲအဲ့ဒီ practical test အတွက်မရှိဘူးအဲ့ဒီအချိန်မှာအဲ့ boss ကကျွန်တော်ဒါပေမဲ့စာရွက်ပေါ်မှာပုံလေးနဲ့ပေါ့တိုင်လေး၄တိုင်နဲ့3ထပ်2ထပ်တင်တယ်2ထပ်လေးဆွဲပြီးပေါ့ပြီးတော့ဒီကားလေးထည့်ပြီးပေါ့အဲ့လို claw လေးနဲ့ framing ပေါ့အဲ့လောက်ဆိုတော့ရတာပေါ့အဲ့နဲ့ဆွဲတာအဲ့ဒါဆွဲပြီးတော့သူ့ကကျွန်တော် interview အဲ့ဒီကဖြည့်အချိန်က9နာရီခွဲလောက်ကဖြည့်တာည10နာရီလောက်မှပြီးအဲ့လောက်လေးရနေပြီးတော့သွားလိုက်တာအဲ့လောက်လေးရနေပြီးတော့ကျွန်တော်ပြီးသွားတော့အဲ့ဒါအရင်မခတ်ဘူးလေရမ်းမခတ်တော့အဲ့ဒါပြီးတော့သူကတန်လဲထည့်ပေးတယ်အေးပေါ့တန်ထည့်ဆိုတော့လေရီဘာထည့်ပြီးတော့လေကိုကလည်းမသိဘူးလေအဲ့လိုကျွန်တော်ဆွဲတဲ့ framing မှာဆိုရင်ဖူတင်ပါတယ်တိုင်ပါတယ်column beam flat တယ်အဲ့တော့အကုန်ထည့်ပေးရမှာဆိုတော့သူကလည်းအတိုင်းအေးထည့်ပေးအဲ့တော့အကုန်လုံးထည့်ရအောင်အချိန်ကကြာတာပေါ့အဲ့ထည့်ပြီးတော့ပြီးသွားပြီပေါ့ဘာလို့လောက်လဲပြီးသွားတော့လေဟိုနည်းနဲ့ schedule ထုတ်ပေးတယ်ဟာအေးပေါ့နောက်ဆုံးလာတယ် schedule ထုတ်ပေးအကုန်ပြီးရဲ့အချိန်မှာည10နာရီလောက်ကျတော့ပြီးသွားပြီးတော့ okay ပေါ့ပြန်လို့ရပြီလားပေါ့ပြန်ပြီးတော့အဲ့ဒါပြန်နောက်နေ့ဂျာခဲ့ပေါ့တခြားဟာတွေတက်ပြီးတော့ဆွေးနွေးမယ်ပေါ့နော်လာစာပါညာဆိုအဲ့ဒါနဲ့နောက်နေ့သွားပြီးတော့ဒီကြောင့်လာစာပါညာညှိပြီးတော့ဖန့်တယ်ပေါ့အရာစပြီးတော့အလုပ်ကရသွားတယ်တော်ရပါအောင်နောက်နေ့ scammer ဖြစ်နေတာဆိုလားလက်ဆက်လန်နာထောက် schedule လည်းထုတ်တိုင်းနေတယ်ပုံလောက်ကအဲ့လိုဒီတိုင်းအစလေးပဲဆိုပြီးတော့ဘာလို့ကြားဘူးရလေနော်အဲ့လိုဟိုဟာနှစ်ယောက်လောက်ပေါ့နော်ကြားဘူးတာဒီမောင်နှမနှစ်ယောက်ပေါ့အဲ့လိုကိုလင်းရမတော်ရဲ့တညပဲပေါ့သူတို့ဆိုရင်လောက်ဝက်လောက်ပေါ့နော်လောက်ဝက်လောက်နှစ်ပတ်လောက်အဲ့လိုခိုင်းခံရပြီခါကျတော့အဲ့လိုအကြောင်းပြချက်မရှိပဲနဲ့အဲ့လိုထုတ်လိုက်တော့လစာလည်းမရဘူးတဲ့ဒါမျိုးပေါ့နော်အရင်ကြားဘူးနဲ့ဇက်လန်နားထောင်နေအဆုံးသတ်မှာနောက်နေ့သွားတော့မရှိတော့ရုံးမရှိတော့ဘူးလားတော်တယ်အဲ့ဒါအဲ့အနေနဲ့အဲ့လိုပထမဆုံးအလုပ်ရသွားတာပေါ့လို့တိတ်အရင်ကြီးအလုပ်ရှာတဲ့ process ကအရင်ကြီးမခက်ခဲလာဘူးအဲ့ဝင်ကျင်မှာဆိုရင်အဲ့အလုပ်လုပ်တဲ့ဝင်ကျင်မှာဆိုရင်အဲ့လို senior လဲအဲ့လိုအဓိက structure modeling အဓိကပေါ့နော်ကျွန်တော်အဲ့မှာအလုပ်ရသွားတော့
သူကပြီးတော့ဘင် consultant ဘင် service ပေးတဲ့ company တခြားတွေစီကနေပြီးတော့ဒီ project တွေရတယ်ဘင် model လုပ်ပေးတယ်သူတို့ပြန်ပြီးတော့သူတို့ requirement ရအောင်လုပ်ပေးတယ်အတိမှာပြဿနာကဘယ်သူမှလည်းစီနီယာမရှိဘူးကိုကလည်းဟိုပုံမဲဆွဲတတ်တာအဲ့ဝင်ကျင်မှာဒါပေမဲ့ပုံဒီတိုင်းလေးပဲဆွဲတတ်ဒါပေမဲ့အလုပ်လုပ်တာနဲ့ပုံနဲ့ရတကယ်တော့ပုံဆွဲတတ်တာရဲ့နောက်မှာအလုပ်ဘယ်လိုလုပ်ရမလဲအဲ့လိုအများကြီးရှိသေးရဲ့လို့သိတယ်ဘယ်သူမှလည်းမသိဘူးဘယ်သူမှလည်းမရှိတခြားဆိုရင် company နေနေဆိုရင် architecture နဲ့တစ်ယောက်ရှိတယ်ပြင်ချင်တာ MEP တော်တော်များတယ်အဲ့သူတို့ကျွန်တော်ထင်တာအဲ့ company မှာလည်းသူတို့တွေက project ကိုအဲ့ BIM project ကိုပထမဆုံးအဲ့ structure framing ဆွဲပေးဖို့အတွက်ရတာရတဲ့ဝင်ကျင်မှာသူတို့လူလိုတယ်အဲ့မှာကျွန်တော်အဲ့လိုခိုင်းသူပုံပညာဆွဲခိုင်းကြည့်တယ်အဆင်ပြေမယ်ဆိုပြီးတော့သူတို့လည်းခံလိုက်တယ်ရေစက်အဲ့လိုလည်းပြောလို့အဲ့လိုရေစက်ပေါ့ကံကောင်းတယ်ပေါ့တစ်ဖက်ကြည့်ရောလဲတစ်ဖက်မှာကအဲ့လိုရှိသေးတယ်ဘယ်သူမှမသိတဲ့ကိစ္စတွေကခုနပြော scan တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်လာတာမရပဲနဲ့အလုပ်တေအောင်လုပ်ပြီးတော့2လလာတာကို3လလောက်ကြာမှတပြိုင်နဲ့ရတာမဟုတ်ဘူးခွဲပေးပြီးတော့ရတာမျိုးတွေပြင်လာတာဘယ်တော့မှမမှန်ဘူးလာကုန်ပြီးရင်တော့လာတာရမှာဘယ်နေ့ရမှာလဲမသိ20ရမှာလား20မတိုင်ရမှာလား25မှာရမှာလား30မှာရမှာလားမသိဘူးဖဲကြည့်ရင်တော့အဲ့ဒါအဲ့မှာအလုပ်ရဖို့အဲ့လိုပထမဆုံးအဆင့်အနေနဲ့ဆိုရင်တော့အလုပ်ငယ်ငယ်ရသွားတယ် experience လည်းဟုတ်ပြီမဟုတ်ပြီရှိကြသွားတယ်ပေါ့အဖက်တော့အဲ့မှာလာတာမမှန်တဲ့ကိစ္စတွေအဲ့လိုဘယ်သူမှမရှိဘူးဘာလို့ဒီမှန်းလည်းမသိဘူးဘာလို့ဘယ်လောက်ထိလုပ်ပြရမှန်းလည်းမသိဘူးအဲ့လိုတွေနဲ့အဲ့လိုဒီနိုင်ပြီးတော့ကိုဖာကိုလေးလာနည်းနည်းတီးလောက်မဲ့လူတွေမေးသူတို့လည်းမေးအဲ့လိုနဲ့ပဲအဲ့ကမ်ပဏီမှာတစ်နှစ်ဖြတ်တန်းလိုက်ဖြတ်တန်းပြီးတော့အခုကကျွန်တော်နောက်ကမ်ပဏီတစ်ခုရောက်သွားပြီအဲ့မှာတစ်နှစ်ပြည့်တော့လောက်ရှာမယ်ပေါ့လောက်ရှာမယ်ဆိုပြီးတော့ရှာတော့မှရှိပါသေးတယ်တကယ်တော့ကျွန်တော်အရန်အောင်မှဟို email တွေပါညာအရန်မလျှောက်ရသေးဘူး LinkedIn profile လေးတေချာလေးရှိတယ်ပဲဆိုပါတော့အစပိုင်းမှာအဲ့ဒါနဲ့အဲ့လိုဟိုနေ LinkedIn မှာဟိုကျွန်တော်တို့ဒီ open work လောက်ထားတယ် open work လောက်ထားတဲ့အချိန်မှာတိုက်ဆိုင်အခုကျွန်တော်လုပ်နေတဲ့ company မှာစီနီယာမြန်မာအမတယောက်ရှိတယ်သူကအလုပ်လူလိုနေတာပေါ့လူလိုနေရောသူကရှာနေတဲ့အချိန်မှာသူအဲ့လို LinkedIn မှာအဲ့လို like ကြည့်တဲ့အချိန်မှာမြန်မာတိတ်မတွေ့ဘူးတိတ်မတွေ့ဘူးရှေ့ပိုင်းမှာလည်းကျွန်တော်နောက်မှပြန်တည်တာသူ interview ဖူးသေးတယ်လို့ပြောတယ်မြန်မာကိုဒူဘိုင်းမှာမရှိတလောက်ရှားတယ်အပြင်ကလူတွေ interview ရဲ့အဆင်မပြေဘူးနောက်ဆုံးကျွန်တော်ကိုအဲ့လိုသူရှားလို့တွေ့တော့အလုပ်ရှားနေလားပေါ့ကျွန်တော်လည်းပြောပါပြီးတော့ရှားနေတယ်ပေါ့ဆိုပြီးတော့နောက်ဆုံး interview ရတယ် interview ဖြေတယ်အောင်တယ်ဒီဘက်က company ကနေပြီးတော့အလုပ်ထွက်တယ်ထွက်ပြီးတော့အဲ့ company မှာပြန် join ဒီ company မှာပဲတောက်လျှောက်ပေါ့အဲ့တော့ဒီရှေ့ကပြောတာလေးပြန်ကောက်နှုတ်ရင်ဟိုဟာအင်တာဗျူးကိစ္စမှာပေါ့နော်ဒီကိုယ်တိုင်ဆွဲပြနိုင်ဖို့ကအဓိကကြားတယ်ပေါ့နော်ဒါလေးမြင်ရတယ်ဘာလို့ဆိုတော့ဟိုဒါဒူဘိုင်းမှာဖြေခဲ့တာပေါ့ဟိုကျွန်တော်မိတ်ဆွေတယောက်လည်းဒီစင်ကာပူကနေပြီးတော့ရန်ကုန်မှာရုံးခွဲဖွင့်ဖို့ပေါ့နော်သူ2018ပေါ့နော်အဲ့လောက်ကပြန်လာတော့ကျွန်တော်ရုံးခန်းမှာအဲ့လိုအင်တာဗျူးလုပ်ဖူးတယ်လုပ်တော့ဟိုပါပေါ့နော်ဘာခေါ်လဲတခါလဲဆွဲခိုင်းတာပေါ့စောစောလို့နာရီတက်မှတ်ပြီးတော့နော်ဘင်းသမားတွေကအဲ့လိုပဲအင်တာဗျူးဖြေရတာများတယ်နော်တော်တော်များများလို့ပြောလို့ရတယ်တော်တော်များများလို့ပြောရတယ်အဲ့ practical test ကတော့စစ်ကြတယ်စစ်ကြတယ်အမေကျွန်တော်ကခုနပြောလို့ကျွန်တော်ဒီဒုတိယကံကြီးအတွက်ဆိုရင်ကျွန်တော်ကဒီမှာ experience ရှိတာနဲ့အဲ့လိုစီနီယာမြန်မာအမရှိတာနဲ့အဲ့အပြင်မှာမဟုတ်ကျွန်တော်လက်ရှိလုပ်နေတဲ့ကံကြီးကကျွန်တော်မှမဟုတ်တခြားလူတွေကိုပဲသူတို့ interview ကဒီတိုင်းပဲအဲ့လို technical interview ပဲလုပ်တယ် practical မလုပ်တခြားလူတွေလည်းမလုပ်ဒီတိုင်းလေးပဲကျွန်တော်တို့သူ့ရဲ့ CV ကိုကြည့်ပြီးတော့ပဲဒီမှာ experience ရှိကြတာကိုရှိတဲ့လူကိုပဲကြားပြီးတော့ interview ရဆိုတော့ experience ရှိတယ်ဘာလုပ်ဘူးလဲပြီးရင်ဘာလုပ်နိုင်လဲဒီရဲ့အလုပ်ကအခြေအနေကဒါအဲ့လိုနဲ့ကြည့်ပြီးတော့နောက်ဆုံးသူတို့ဆက်လက်တက်လုပ်ကြတာပေါ့ဟုတ်ကဲ့အဲ့တော့ဒီနေ့မှာပေါ့နော်တိုက်ဆိုင်တချို့ certificate လာတောင်းတာမျိုးကြုံရလို့အဲ့တော့ certificate တို့ recommendation letter တို့ပေါ့နော်အဲ့ဒီကဆိုတော့အလုပ်လျှောက်တဲ့အချိန်မှာဘ
ယ်လောက်အရေးပါလို့မြင်လဲပေါ့နော်ပြီးတော့ certificate တွေထက်ဆောဆောလို့ကိုယ်တိုင်ဆွဲတက်ဖို့ကပိုအရေးကြီးတာလားပေါ့နော် certificate တွေရောအထောက်အကူပေးလားဆိုတာကိုလင်းဘယ်လိုမြင်လဲ certificate အထောက်အကူပေးလားဆိုတာကအထောက်အကူပေးနိုင်လောက်တဲ့ certificate ဆိုရင်တော့အထောက်အကူဖြစ်တယ်ဒါပေမဲ့ certificate ရှိအောင်လည်းမရဘူးနာကျွန်တော်တို့ပြောလို့ကျွန်တော်တို့ဒီလက်တွေ့လောက်ခိုင်းရလုံနိုင်မှရပါအဲ့လက်တွေ့အတွက်တော့ပြင်ဆင်ထားမှရမှာတချို့ certificate တွေမှာလက်တွေ့လည်းလုံနိုင်တယ်ဆိုရင်တော့ certificate ကအဲ့လိုဘယ်လိုပြောမလဲပိုကောင်းတဲ့ certificate ရှိတဲ့သူကပိုတာသွားမှာပေါ့ဟုတ်ဟုတ်ဟိုတော့အဲ့လိုပြီးရင်နောက်တစ်ခုက recommendation letter တို့ certificate တို့ကဒီမှာထားပါတော့ကျွန်တော်ဒီဘက်အပြင်ရောက်သွားတဲ့လူတွေအတွက်ပေါ့အဲ့မှာရှိရလောက်ခဲ့ဘူးတဲ့ company တွေစီက recommendation letter တွေကအကျုံးကောင်းတယ်အဲ့ဒါကြီးကကျွန်တော်တို့နောက်ပိုင်းဆက်သုံးဖို့ဘယ်နေရာရောက်ပြီးတခုအကြောင်းတက်မှာမျိုးပဲဖြစ်ဖြစ်ကော်လာပါများရဲ့အတွက်လည်းအများကြီးကျုံးလို့အဲ့ဒါအများကြီးတော့အကျိုးဖြစ်တယ်အဲ့တော့ဒီဘက်မှာတကယ်လို့လုပ်နေကြဆိုရင်လည်း company မှာနောက်ဆုံးလုပ်ထွက်ရင် recommendation letter တောင်းလာခဲ့တာကောင်းတယ်อืมတော့ပေးတော့ပေးပါမပေးလဲမေးပြီးတော့တောင်းခဲ့အဲ့ဒါအများကြီးอืมအထောက်အကူပြုတယ်ဟုတ်တယ်အဲ့ဒါတော့ဟိုပြည်တွင်းမှာလည်းတောင်းတက်ပါတယ်ကျွန်တော်လည်းဟောပါတော့ကိုယ်ပိုင်လုပ်ငန်းစလုပ်တော့မယ်ဆိုတဲ့အချိန်မှာနောက်ဆုံးထွက်တော့အရင်ကုမ္ပဏီကနေကိုယ့်ရဲ့ project manager တို့ပေါ့နော် project engineer နားနေတောင်းခဲ့တာလေးကအထောက်အကူဖြစ်တယ်နောက်တင်တဲ့ ဟုတ် certificate ပြည်တွင်းမှာဆိုပါတော့ပြည်တွင်းမှာဆို certificate ထက် recommendation letter ကပို့ပြီးတော့အမ်ပို့ပြီးတော့ official ဖြစ်တယ်ပေါ့နော် ဟုတ်တ certificate ယ်ဆိုတာဟုတ်တယ်ကြတော့ကျွန်တော်နိုင်ငံမှာဟိုသင်တန်းတွေက training ဆိုတာအများကြီးပေါ့နော်ပြီးတော့ဟုတ်ဟိုတကယ်တမ်းပြောလို့ရှိရင် training မှမဟုတ်ဘူးလေနော်ဟိုပြည်ပထွက်လာလို့ရှိရင်ကိုယ့်စီကဒီအစိုးရပညာရေးတောင်ဟိုအတိမတ်ပြုတာရှိရမပြုတာရှိရစသဖြင့်လေးတွေရှိသေးတာဆိုတော့ဒီဟုတ်ကိုလောက်ခဲ့တဲ့အတွေ့အကြုံကိုဒီထောက်ခံပေးတဲ့ပုံကိုပေါ့နော် previous company ကနေပြီးတော့အဲ့ဒါတွေကပိုကောင်းတယ်လို့မြင်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကတော့ခုနပြောဆို LinkedIn profile တစ်ခုကောင်းကောင်းရှိတယ်ရှိတာအများကြီးအကျိုးဖြစ်တယ် LinkedIn အဲ့လို connection ကောင်းကောင်းအဲ့လိုကို profile မှာကိုလုပ်ဘူးသမျှကိုတင်ထားလို့ရတော့ Facebook profile လို့ပဲတင်ထားတယ်ဒါပေမဲ့ Facebook လို့အဲ့လိုရောက်အလှပုံတွေတော့မဟုတ်ဘူးပေါ့อืมလုပ်ခဲ့ဘူးသမျှတွေကိုတင်တယ်ပြီးရင်အဲ့လိုဟိုသွားမဲ့နိုင်ငံပတ်ချာလဲမှာရှိတယ်အဲ့ဒီနိုင်ငံတွေမှာအလုပ်လုပ်နေတဲ့လူတွေကိုနည်းနည်းတော့ keyword နဲ့ရှာလို့ရတယ်သူတို့နဲ့ connection ဖြစ်ထားတာမျိုးပေါ့ပြီးရင်တချို့ဟိုလောလောဆယ်ကျွန်တော်တို့ဆိုရင် modeler ဘင်နဲ့လုပ်နေတဲ့ဟာဆိုရင်အမှတကယ်ဆရာကြီးတင်တဲ့ post တွေရှိတယ်အဲ့ဒါတွေကို react လုပ်တာပဲဖြစ်ဖြစ် comment ပေးတာပဲဖြစ်ဖြစ်ပြန်ပြီးတော့ repost လုပ်တာပဲဖြစ်ဖြစ်အဲ့ဒါတွေလုပ်ထားခြင်းအပြင်ကျွန်တော်တို့က reach ရောက်နေတာပေါ့နော်ကျွန်တော်တို့သူတို့ရဲ့ profile မှာအကြောင်းအဲ့လိုတနည်းနည်းနဲ့ကျွန်တော်တို့ကပေါ်နေမှာမျိုးရှိတယ်ပြီးရင်လို့အဲ့ဒါကတစ်ခုပြီးရင်တော့ကိုဘာတွေလုပ်တက်လဲကိုဘာတွေလုပ်ခဲ့လဲဘာတွေ achievement ရလဲအဲ့ဒါအကုန်လုံးကိုတင်ထားတာကောင်းတယ်ဟိုမှာကိုဘာပဲလုပ်ဆိုတာအလုပ်ဆိုတာကံကြီးရဲ့အလုပ်မှမဟုတ်ဘူးကိုကဟိုမှာတင်တန်းတက်တယ်တင်တန်းမှာလုပ်ခဲ့တဲ့ project ကအစဘာပဲဖြစ်ဖြစ်တင်ထားတယ်ဘာလို့လဲဆိုတော့နော်ဒီ link မှာတော်တော်များများအဲ့လိုအလုပ်နဲ့ပတ်သက်တဲ့ professional တွေပဲတုံးတာများတော့ကို LinkedIn profile ကိုဝင်ကြည့်ရတယ်သူဘာလုပ်တတ်တာလဲဘာလုပ်ဘူးလဲဘယ်ကြောင်းကပြီးရလဲဘာ experience ရှိတယ်လို့အကုန်လုံးမြင်တော့သူတို့မှာလိုအပ်ခင်ကိုအဲ့လိုတစ်ခုတည်းလာပြီးတော့ချက်ပေါက်ကနေလာပြောပြီးတော့အဲ့လိုအလုပ် offer လုပ်တဲ့သူတို့မှာ vacancy ရှိရဲ့စိတ်ဝင်စားတာစသဖြင့်အဲ့ဒါအများကြီးဆိုရင်နောက်တစ်ခုကခုနပြောတခြားတနေရာကိုသွားဖို့ဆိုရင်ကတော့အဲ့ဒါတော့နည်းနည်းပို့ပြီးတော့အများကြီးပြည့်မယ်ထင်တယ်အဲ့နိုင်ငံမှာရောက်ဖို့အတွက်ဘာလို့မလဲဗီဇာကိစ္စဘယ်လိုလဲသူရဲ့တော့တဲ့ကိုလုံနေရဲ့အလုံးနဲ့အဲ့ဘက်မှာပေါ်လာမပေါ်လာပြီးရင်တခြားကတော့တော်တော်များများဆိုရင်တော့ language ပေါ့ อืม language ကိုဘယ်လောက် level ထိရဖို့လိုတာလဲတကယ်တော့ language ကဟိုအရန်ရလေပိုကောင်းပြီပါပဲတကယ်တော့อืมโอเคအဲ့တော့ဟိုနောက်ဆုံးပိုင်းမှာဆက်ဆွေးနွေးတာပေါ့အဲအခုဒူဘိုင်းဘက်ကိုရောက်ပြီဆိုတော့ရောက်ချင်းမှာဆိုရင်ဘာတွေ struggle လောက်ရလဲပေါ့နော်အဲ့ဒါလေးပြောပြပါဘာတွေကကိုယ့်အတွက်အခက်အခဲဆုံးဖြစ်မလဲဒီဘိုင်းကိုရောက်ချင်းဆိုရင်ကရာသီဥတုနဲ့နေရတာပဲอืมအခုရောရာသီဥတုအခုလည်းနည်းနည်းအသားကျသွားတယ်อืมဒီဘိုင်းအဲ့မှာနေရနာမည်ကြီးရဟုတ်တယ်ရာသီဥတုကအရန်ဆိုးတာနဲ့နေထိုင်တဲ့ living lifestyle တွေအဲ့ဒါလေးနည်းနည်းပြောပြပါတဲ့ဟုတ်တော်တော်များများအဲ့လိုကိုယ်အရင်တော့ကလည်းဒူဘိုင်းဆိုတာဒီမှာကြားဘူးပဲနိုင်ငံမှန်းမသိအဲ့လိုဘယ်လိုပြောရမလဲမြို့တစ်မြို့မှန်းမသိတဲ့အနေအထားဒူဘိုင်းဆိုရင်အရန်ကြီးရချမ်းသာပါညာ
တော့မဟုတ်อืဟုတ်တာมတစ်ပိုင်းမဟုတ်တာတစ်ပိုင်းနေစရာနဲ့ပတ်သက်ရင်ကဟိုမှာနေစရာကဈေးကြီးရယ်ဘယ်လိုပြောလို့ရရဲလားစာနဲ့ရှင်ဈေးကြီးရယ်ဈေးကြီးရယ်ပြီးရင်လို့အရန်ကျင်းอืมတယ်တော်တော်နေရတာကျင်းတယ်ဟိုမှာထားပါတော့ကျွန်တော်တို့ဒီ9 ပေပေါ့9 ပေအကျယ်9 ပေအကျယ်10 ပေအရှည်လောက်ကိုမှတော့ပုံမှန်စီလင် height ပေါ့10 ပေလောက်ရှိတဲ့စီလင် height မှာနှစ်ထပ်လုပ်ပြီးတော့ခုနအကျယ်လောက်မဲ့အခန်းကိုမြန်မာကိုလည်းဆိုရင်15 သိန်းပတ်ချလဲလောက်ပေးရတယ်อืมဟိုကပတ်စံနေဆိုတော့1500လောက်ပေါ့နော်อืม1500လောက်ပေးရတယ်အဲ့ဒါနေဖို့ကတော်တော်ခက်တယ်အစာပိုင်းမှာအလုပ်မရှိဘူးအလုပ်ကရှားတယ်อืมအိမ်တွန်းတယ်အဲ့ထဲမှာနေရတဲ့ခံစားချက်တော်တော်ကြီးမလွယ်ဘူးတော်တော်မလွယ်ဘူးอืมပြီးတော့ကရာသီဥတုဆိုရင်ကဒီဘက်မှာကသူက12 လမှာ6 လပူတယ်6 လအေးရလို့အကြမ်းမြင်ပေမဲ့တကယ်အေးတာက3 လ 4 လလောက်ပဲရှိတာကျန်တဲ့အချိန်ကအကုန်ပူနေတာอืပူတယ်ဆိုมတော့24 နာရီလုံးပူနေတာอ๋อတောက်လျှောက်24 နာရီလုံးပူနေတာအဲ့လိုလေပူကြီးတွေနဲ့ပြစ်ပြီးတော့ပူနေတာအဲ့ဒါလည်းအဲ့လိုအရန်ဒုက္ခရောက်တယ်အပြင်ထွက်ရတာပါညာသူကသူယထာထဲမှာယထာဘူတာထဲမှာအစာဦးထဲမှာအဲကွန်းရှိရဆိုပေမဲ့လည်းအပြင်ကိုခုနဒီနာသွားရင်ကိုပူချင်းနေရပြီးအဲ့ပူတဲ့ကြောင်းခုနကျွန်တော်နေရတာကကောင်းကောင်းမရှိတဲ့အပြင်မှာအဲ့နေတဲ့အခန်းကျင်းလေးတွေထဲမှာအပြင်ကိုရေချိုးရင်အဲ့ပူတဲ့တန်းကြောင့်ကျွန်တော်တို့နေရတဲ့တိုက်တွေတော်တော်များများမှာလို့ရေအေး system မပါတော့အဲ့ရေဘူးကြီးကိုကြိုက်တဲ့အချိန်သွားပြီးဖွင့်လိုက်ရေဘူးပဲကျွန်တော်တို့အဲ့လိုရေကဘယ်လောက်ထိပူလဲဆိုရင်ဒီရေဘူးရေစက်တွေမှာတက်ထားလို့อ่าอ่าအေးလို့ရေဖွင့်ဆိုရင်ရေဘူးထွက်တယ်အဲ့ရေဘူးထွက်ရင်အဲ့လိုပူတလောက်ပူတာอืมကြောပြင်ပေါ်ကြာဖို့မခံနိုင်ဘူးအရอืมန်ပူတယ်အဲ့ဒါကိုဖြတ်တန်းမှာအဲ့သုံးခုကတော်တော်ဆိုးတယ်ပြီးတော့နောက်တစ်ခုကဆိုရင်အလုပ်ထဲမှာဆိုရင်ကြတော့ communication အဲ့လိုတယောက်နဲ့တယောက်ဆက်သွယ်ပြောဆိုရတာကအင်္ဂလိပ်ပဲသုံးတယ်အကုန်လုံးကအင်္ဂလိပ်သုံးတယ်ဒါပေမဲ့အရင်ကောင်းနေကြတာမဟုတ်အရင်မကောင်းကြဘူးပြီးရင် accent ပေါင်းအများကြီးပဲအဲ့တော့တော်တော်နားမလည်ကိစ္စတွေရှိရမှာအိန္ဒိယရှိရယ်အီဂျစ်ရှိရယ်อืมပြီးရင်ဖိလစ်ပင်းရှိရယ်လူဦးရေများပြီးရင်ပါကစ္စတန်အဲ့အရှေ့အလယ်ပိုင်းတစ်ခွင်လုံးကလူတွေနဲ့အဲ့လိုကိုတွေ့ပြီးတော့စကားပြောရမှာပေါ့အဲ့တော့အင်္ဂလိပ်ကအရန်ကောင်းကြတာမကောင်းဒါပေမဲ့ဒီကောင်တွေကဘာမှန်းတော့မသိဘူးဒီကောင်တွေကအဲ့လိုပြောရဲဆိုရဲရှိတယ်အဲ့တော့သူခေါင်းသူပြောလိုက်တာပဲကိုရီးယားကြတော့ကိုရီးစီကတော်တော်များများဆိုရင်မပြောထွက်ဘူးသူတို့နဲ့ဆိုရင်မနှိမ့်နေဘူးတော်တော်များများမှာ PE လောက်ကျွန်တော်တို့ចောင်းပြီးရဲ့လူတယောက်အနေနဲ့ဆိုရင်ဒါပေမဲ့ကျွန်တော်ကကြောင့်မပြောရဲဘူးမှာစိတ်ထဲမှာစာစီနေပြီးတော့အပြင်စကားလုံးကမထွက်လာဘူးတခုဆိုအဲ့လိုစိတ်နဲ့မပြောရဲဘူးဒါပေမဲ့အဲ့တခုကိုကြော်လာရင်ပြောရဲတယ်ဆိုရဲရင်အလုပ်လုပ်လို့ရအရင်ဘာမှမခက်ဘူးအဲ့လိုတင်မလားတစ်သက်လောက်နဲ့ပြီးရဲ့อืมโอเคအဲ့ဒါအခန်းကျင်းတာတော့ဟို group တွေတက် join တာတော့တော်တော်များများတင်တာတွေ့ရတယ်။ဘာလို့ဒီကိုရီတောင်ထိုင်းရောက်ခါစားကတည်ရမလားရန်ကုန်ကကွန်ဒိုနဲ့ထိုင်းကကွန်ဒိုကမတူဘူးလေနော်။ဟိုအကျယ်ပေါ့အဲဒီကอืมတိုက်ခန်းဆိုရင်တော်တော်ကျင်းနေပြီ။ကွန်ဒိုอืมဆိုတော့တိတ်ကျယ်လာတာမဟုတ်။အဲ့တော့ဒူဘိုင်းမှာကျတော့အထက်ကို area space ကပိုကျင်းတာပေါ့နော်။ဒီတော်တော်ကျင်းတယ်တော်တော်ကျင်းတယ် နှစ်ယောက် share ပြီးနေတာများတာပေါ့နော်ရောက်ချင်တော့ဟုတ်တယ်ဘာလို့လဲဆိုတော့ကိုကခုနပြောလို့အဲ့ခုနအခန်းလေးကို9 ပေ10 ပေလောက်အခန်းလေးကိုနှစ်ယောက်နေတော့မှ1500 1500ဆိုတော့ဟိုကပတ်စံ1500อืတကယ်တော့มကျွန်တော်တို့ဒီဝင်းကျင်ထီကိုသူ့ရဲ့ဈေးကွက်အရာကျွန်တော်တို့အပြင်ပလာတဲ့ engineer တွေကမှဒီဒူဘိုင်းမှာ experience မရှိသေးဘူးဆိုရင်ကသူ့ရဲ့လစာကသူတို့အများဆုံးပေးမှအခုနောက်ပိုင်းတိကျအောင်မှလွန်ရောကျော်တော့တော်တော်ရှားနော်အဲ့ဒါတော့4000နဲ့5000လောက်ပဲရတာအဲ့ဒါတော့နေစရာကအဲ့အခန်းကျင်းလေးကိုတယောက်တည်းနေမယ်ဆိုတော့1500လောက်ဖတ်သွားပြီอืมอืมအဲအဲ့တော့အရင်ဆုံးကအလုပ်မရှိဘူးအလုပ်လာရှာတဲ့လူတွေအနေနဲ့ဆိုရင်ကအဲ့လိုပတ်စံအများကြီးကုန်မဲ့အတွက်အဲ့လိုပဲနေရတာသူကအဲ့လိုလေးအခန်းတီးတက်နေမနေဟိုကသူတို့ခေါ်ဆို best pay ပေါ့ကျွန်တော်တို့ပုံမှန်ဒီမှာရှိရဲ့ single room လို့အခန်းထဲမှာနှစ်ထပ်ကတင်နေနဲ့အခန်းအပေါ်မှာမူတည်ပြီးတော့6ယောက်သို့မဟုတ်8ယောက်10ယောက်လောက်ထိနေရမျိုးလည်းရှိတယ်အဲ့လိုမှလည်းဈေးရမကွာဘူးဒါပေမဲ့လို့နည်းနည်းတော့ပူကျဲတယ်လို့တော့ခံစားတော့ဒါပေမဲ့သူပိုများသွားတယ်ပေါ့တစ်ခန်းလုံးမှာအဲ့လိုနေရမျိုးလည်းရှိတယ်อืม
โอเคဟုတ်ပြီအဲ့ဒါဒူဘိုင်းကိုလာမယ်ဆိုတဲ့လူတွေဆိုရင်ရောဘယ်လိုလူတွေကလာတက်တယ်လို့မြင်လဲလက်ရှိကာလမှာဆိုရင်ဘယ်လိုလူတွေကလာတင်လဲမှာနိုင်ငံခြားထွက်မယ်ပေါ့လောဆယ်ဒီဘက်อืมနောက်ပိုင်းတီးတလောက်ဆိုရင်ကဒီထိုင်းကျွန်တော်တို့ရှိမယ်စင်อืมကာပူရှိမယ်နီမီကဆက်သွားလို့အဆင်ပြေမယ်ဆိုရင်အလုပ်လဲလုပ်လို့ရမယ်ဆိုရင်ဒီဒူဘိုင်းရှိမယ်ပေါ့အဲ့ဒါအောင်မှနိုင်ငံခြားထွက်မယ်ပြီးရင်မှတော်တော်များများက office နဲ့ပတ်သက်ပြီးတော့เนาะ engineer မှာဆိုရင်ဒီ US ဒီ drafter modeler အောင်မှလို့အကုန်လုံး ID ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဘယ်ဟာဆိုဘယ် specialist ပဲဖြစ်ဖြစ်ပြီးရင်အဲ့လို fit out ပေါ့ fit out ပဲဖြစ်ဖြစ်အဲ့လိုကိုယ့်ကို confident တစ်ခုရှိတယ်ဖတ်မယ်မရရအောင်လည်းရှာမယ်တကယ်လည်းထွက်ချင်လေးလည်းရှိတယ်ဆိုတော့အဲ့လိုလူတွေလာတဲ့ဟိုရနိုင်အဲ့လို2 လအတွင်းတကယ်တဲကြီးမဲကြီးရှာတယ်အဲ့လိုကန်အရင်ကောင်းနာမဟုတ်ဘူးပေါ့နော်ပုံမှန်ကန်လောက်ဆိုတော့မှရနိုင်ဖို့များတယ်อืมအလုပ်တော့ရနိုင်တယ်ဒီမှာနောက်ကအလုပ်ကောင်းခြင်းမကောင်းခြင်းအဲ့လိုခုနပြော scammer ကိစ္စတွေကံပြီးကောင်းမကောင်းအဲ့ဒါတွေကတော့အများကြီးရှိသေးတာပေါ့อืมဟုတ်ပြီဟိုဒီနေ့ပဲပေါ့နော်ညီလေးတယောက်ထိုင်းကညီလေးတယောက်ပဲမေးနေတော့သူကလက်ရှိတော့ဒီ drafter ပေါ့နော်ဟို ဟုတ် AutoCAD SketchUp အဲ့နှစ်ခုပဲရသေးတယ်နော်ဟိုဟုတ်ငယ်သေးတာပေါ့လေအဲ့တော့အဲဒူဘိုင်းသွားရင်ကောင်းမလားဆိုပြီးတော့သူစဉ်းစားနေတာပေါ့အဲ့မှာမှဒီ modeling ပေါ့နော် modeling ဘိုင်းနဲ့ ဟုတ် web modeling နဲ့ပတ်သက်ပြီးသွားရင်ကောင်းမလားဆိုပြီးမေးနေတော့အဲကိုရီးယားတော့ဒူဘိုင်းကြောင်းရဲမသိဘူးပေါ့နော်ကိုလင်းတော့ပိုသိတယ်အဲကိုလင်းလည်းညွှန်ထားတယ်ပေါ့နော်သွားမေးလို့ရတယ်ဆိုပြီးတော့ဟိုဟုတ်အဓိကတော့ငယ်သေးတဲ့အတွက်ပေါ့လူငယ်တွေဆိုရင်ဟို20ကျော်ပေါ့20ကျော်တွေကတော့ကျွန်တော်မြင်တဲ့လောက်ကဟိုဝေးတဲ့နိုင်ငံတွေသွားတာပိုကောင်းတယ်ပေါ့နော်ဝေးတဲ့နိုင်ငံဆိုတာထိုင်းဆိုတာနီးသေးတဲ့အတွက်ကြောင့်ဟုတ်တကယ်တမ်းပြောရင်တိတ်မကွာဘူးလေနော်တိတ်မကွာဘူးကာချာလည်းတိတ်မကွာဘူးဟုတ်နောက် ကဲ့ဟုတ်ကဲ့ language လည်းတိတ်မကွာဘူးအဲ့တော့ဟိုထိုင်းကလည်းတည်တဲ့အတိုင်းပဲဟိုကိုရီထက်တော့တိုးတက်တာပေါ့နော်တိုးတော်လဲဒီ2018 19လောက်ကိုပြန်ကြည့်ရင်အရင်กว่าသေးတာမဟုတ်ဘူးပေါ့နော်အခုဟုတ်ကတော့กว่าသွားတယ်ပေါ့တိုးတော်လဲဒီလောက်အခုလိုกว่าနေတဲ့အချိန်မှာတော့ဘယ်လိုပြောရမလဲဟိုရှေ့ပြေးနေတဲ့လူငယ်တွေနဲ့ရှင်မယ်ဟဲ့ဆိုရင်ရှင်လို့ရနေသေးတယ်ပေါ့နော်လူငယ်ချင်းနော်အဲ့ဟုတ်တော့ပြောချင်တာကတော့ပိုပြီးတိုးတက်ချင်တယ်ဆိုရင်ထိုင်းထက်ပိုဝေးတဲ့နိုင်ငံတွေပေါ့နော်စွန့်စားပြီးသွားတင်တယ်လို့တော့အကြံပေးလိုက်တာပေါ့လေဟုတ်အဲ့လိုမျိုးလူငယ်ပေါ့နော်အဲ့လိုမျိုးလူငယ်တွေလောက်ဆိုရင်ရောဒူဘိုင်းက try တက်တဲ့ထဲမှာပါလာပေါ့နော် AutoCAD လောက်ရမယ် SketchUp လောက်ပဲရအောင်မယ် Revit ကလေးလာနေစေပေါ့ဖြစ်နိုင်ပါတယ်ဟိုခုနပြောလို့ဖြစ်နိုင်တယ်ဆိုတာလို့တစ်ဖက်ကခုနပြောလို့ AutoCAD ရတယ် SketchUp ရတယ်ဘယ်လောက်ထိရတာလဲတော့မူတည်တာပေါ့ဟိုပြီးတော့တစ်ဖက်ကတော့ GAN ပေါ့နော်တစ်ဖက်ကကြောင့်တော့ GAN ညံဝရီရမှာ GAN ကလည်းလူတည်တယ်อืဟိုမှာมဟိုကိုက SketchUp လည်းရတယ် AutoCAD လည်းရတယ်လုပ်လဲလုပ်ဖူးတယ် experience လည်းရှိတယ်ခုနဒီဟိုသူနဲ့ communication လုပ်ဖို့လည်းလုပ်ရဲတယ်အတန်အသင့်လုပ်ရဲတယ်အတန်အသင့်တယ်ပဲအင်္ဂလိပ်စာပြောတတ်တယ်ဆိုရင်တော့ကျွန်တော်2 လနဲ့4 လအတွင်းတော့မရစရာအကြောင်းမရှိဘူးဒါပေမဲ့ခုနပြောလို့ပေါ့နော်ကိုကဟိုမှာ AutoCAD နဲ့ပတ်သက်တာရမှာသို့မဟုတ်ဘင်ကိုမှ Revit နဲ့ဆွဲရမှသို့မဟုတ်အဲ့လိုအလုပ်ကိုရမှဆိုရင်တော့ကိုကံလည်းအရင်မကောင်းနေရအောင်ကြာကောင်းကြာနိုင်တယ်ဒါပေမဲ့လွန်တော့2 လနဲ့4 လဝင်ကျင်မှာဟိုနေရဖို့တေချာတလောက်ရှိတယ်တေတေချာချာလေးလုပ်မယ်ဆိုရင်တခုမဟုတ်ဘူးတော့ရပါမှာอืมအဲအဲ့နှစ်လနဲ့4 လနဲ့ဝင်ကျင်မှာဟိုကအဓိကခုနပြောလို့နေရတာနဲ့ပတ်စံကုန်ကြစိတ်ရှိမှာနဲ့အဲ့တော့ကတွေကိုကျော်လွန်ပြီးတော့အလုပ်လည်းရှာပြီးတော့ဆိုတော့ရနိုင်တယ်อืมဒီလိုအလုပ်ကောင်းခြင်းမကောင်းခြင်းအလုပ်ပြောကိုကကံကောင်းတယ်အင်တာဗျူးလည်းရတယ်အဆင်လည်းပြေတယ်ကို့မှာရွေးချယ်စရာများပြီးတော့ကိုလည်းကိုကျွဲတဲ့ AutoCAD မှာဖြစ်ဆက်ချက်မှာဖြစ်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့အဲ့လိုရွေးချယ်စရာများရင်တော့ပိုကောင်းတာပေါ့အဲ့လိုအခြေအနေမျိုးဖြစ်သွားရင်တော့တိုက်တဲ့ပိုကြီးရဲ့ company အားသာပိုများတဲ့ company ကိုအတွက်ရည်ရှိပိုအဆင်ပြေတဲ့ company ကိုရွေးလို့ရတယ်อืมဖြစ်တာတော့လောလောဆယ်ဆိုရင်ကဒူဘိုင်းကဒီဘက်တွေနဲ့ရှင်ကဒူဘိုင်းကဗီဇာလွယ် อืมဒါထဲမှာအဲ့လိုနည်းနည်းပိတ်သွားတယ်ဆိုပေမဲ့ခုနောက်ပိုင်းပြန်လွယ်တယ်စပြီးတော့ကျွန်တော်စဝင်မယ်ဆိုရှောက်ကလေးက2 လဗီဇာရှောက်ပြီးဝင်လို့ရတယ်ပြီးရင်အဲ့ထဲမှာပဲဟိုဒီတက်ရအဲ့လိုအပြင်နိုင်ငံအပြင်ကိုခဏလေးပြန်ထွက်လိုက်ဒီတက်ရအိုမန်ပဲထွက်ဒီကူဝိတ်ပဲထွက်အဲ့လိုလေရင်လေးစီးပြီးတော့ပြန်ထွက်လေရင်ပြန်စီးလာဝင်အဲ့လိုနဲ့တော့2 လဗီဇာထပ် apply လုပ်ဖတ်ရတယ်
อืมโอเคနှစ်နဲ့ချီပြီးတော့နေလို့လည်းရတယ်ပြီးရင်အဲ့လိုသူတို့ဒီဘက်နောက်ပိုင်းမှာဆိုလို့ရောင်းနေတဲ့အဲ့လိုဗီဇာပေါ့အဲ့อืมဗီဇာဆိုရင်2နှစ်ကိုအဲ့လိုဗီဇာကိုတန်းဝယ်ပြီးတော့လည်းလာနေရဒါပေမဲ့အဲ့ဒါကတော့အလုပ်လုပ်မဲ့လူတွေအတွက်တော့တိတ်မကောင်းဘူးဒါပေမဲ့ဟို freelance ဗီဇာပုံစံမျိုးပေါ့နော်အဲ့ဒါကိုဝယ်ပြီးတော့နေလို့လည်းရတယ်ဗီဇာလွယ်တာပေါ့อืมအလုပ်လည်းအဲ့လိုအလုပ်လည်းပေါ်တယ်ရอืมဖို့ကတော့တစ်နေရာမှာတော့ရသွားမှာอืมโอเคโอเคဆိုတော့မေးချင်တာလေးတော့စပေါ်လာပြီအဲ့တော့နားထောင်နေတဲ့လူတွေလည်းမေးချင်တာလေးရှိလာမယ်ထင်တယ်ပေါ့နော်ကျွန်တော်ဒီတတိယပိုင်းကိုသူတို့အရင်ဦးစားပေးလိုက်မယ်ဟုတ်ဟုတ်ကောင်းပါတယ်ကျွန်တော်တယောက်ပတ်လည်းပြောဆရာနဲ့ကျွန်อืมတော်လည်းပဲ ဟုတ်တယ်အဲ့တော့ participant နေထဲပေါ့နော်ဒါမေးချင်တာလေးရှိရင်ဟိုဟာလက်ကလေးထောင်းထားပေးပါပေါ့နော်ဘယ်သူစပြီးတော့မေးချင်လဲပေါ့